ထိုင်းကမ္ဘောဒီးယားနယ်စပ်ပြဿနာမှာဘဒူပိုင်လဲဆိုတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတပ်တွေအထောက်အထားတွေနဲ့တကွရှင်းပြအချက်တွေကိုတင်ဆက်ပေးခြင်းပါတယ်။နယ်စပ်ကိုထိုင်းဘက်ကစိတ်ကြိုက်ဆွဲနေတာမဟုတ်ပဲတမိုင်းနဲ့နှစ်နိုင်ငံသဘောတူညီချက်တွေအပေါ်အခြေခံထားတာပါ။ထိုင်းနိုင်ငံဟာနောင်ယာကဲရွာကိုထိုင်းပိုင်နယ်ဖြစ်ကြောင်းအခိုင်အမာပြောနိုင်ဖို့အတွက်တမိုင်းဝင်ထောက်ထားများစွာရှိပါတယ်။အဲ့ဒီထဲမှာကိုလိုနီခေတ်ကပြင်သစ်နဲ့ပြောဆိုခဲ့တဲ့မှတ်တမ်းများနဲ့2006ခုနှစ်ကထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံပူးပေါင်းပြီးနယ်နိမိတ်တိုင်တွေကိုစစ်ဆေးခဲ့တဲ့မှတ်တမ်းများပါဝင်ပါတယ်။အဓိကအငင်းပွားစရာကိစ္စဟာနယ်နိမိတ်တိုင်42နဲ့နယ်နိမိတ်တိုင်43ကြားမှာပါ။ဒီတိုင်တစ်တိုင်ဟာနောင်ယာကဲရွာကိုဖျက်ကျော်ဝင်ရောက်နေပါတယ်။နယ်နိမိတ်တိုင်42ကဒီတိုင်ကိုထိုင်းဘက်ကနိုမတ်မွတ်ရွာမှာတွေ့ခဲ့ပြီးတိုင်ကပကတိအကောင်ရှိနေပါတယ်။ဒါပေမဲ့ကမ္ဘောဒီးယားဘက်ကဒီနေရာကိုလက်မခံပဲထိုင်းပိုင်နက်ထဲကိုနောက်ထပ်မီတာ80ခန့်ရွှေ့ဆောက်ရမယ်လို့တောင်းဆိုခဲ့တာကြောင့်နှစ်ဖက်သဘောထားမတူပဲနယ်နိမိတ်မြင်းနှစ်ခုထိုင်းကတစ်ခုကမ္ဘောဒီးယားတစ်ခုဖြစ်လာခဲ့တာပါ။နယ်နိမိတ်တိုင်43ကဒီတိုင်ကတော့နောင်ယာကဲရွာမှာတည်ရှိပါတယ်စစ်ဆေးချိန်မှာမြေအောက်ထဲကလဲကျနေတာကိုတွေ့ကြရပြီပဲဒီနေရာဟာတိုင်ရဲ့မူလနေရာဖြစ်တယ်ဆိုတာကိုထိုင်းနဲ့ကမ္ဘောဒီးယားနှစ်ဖက်စလုံးကလက်ခံခဲ့ပါတယ်နယ်နိမိတ်မြင်းတွေမတူတာဟာနှစ်ဖက်စလုံးကနယ်နိမိတ်တိုင်42ရဲ့ဒီနေရာကိုလက်ခံတာမတူညီလို့ဖြစ်ပါတယ်ထိုင်းနိုင်ငံကအခိုင်အမာပြောတဲ့မြင်းအပြာရောင်နဲ့ကမ္ဘောဒီးယားဘက်ကပြောတဲ့မြင်းအနီရောင်နှစ်ခုရှိပါတယ်အခုလက်ရှိကမ္ဘောဒီးယားလူထုဆန္ဒပြတဲ့နေရာဟာစူးကျိုးကိုပါကျော်လွန်နေပြီးထိုင်းပိုင်နက်ထဲကိုရှင်းရှင်းလင်းလင်းဝင်ရောက်ကျူးကျော်နေတာကိုတွေ့ရပါတယ်။ကမ္ဘောဒီးယားနဲ့နယ်စပ်ရေးရာအတွင်းရေးမှုရုံးကထိုင်းနိုင်ငံကစိတ်ကြိုက်နယ်နိမိတ်မြေဆွဲထားတာလို့ဆွဆွဲခဲ့ပါတယ်။အရေးကြီးဆုံးကတော့နှစ်နိုင်ငံသဘောတူထားတဲ့ MOU 43မှာနယ်နိမိတ်မြေဟာတိုင်တိုင်ကနေနောက်တိုင်ကိုမြင်းဖြောင်တိုင်ဆွဲရမယ်လို့ဖော်ပြထားပါတယ်။ထိုင်းဘက်ကအသုံးပြုတဲ့နယ်နိမိတ်မြင်းပဲဖြစ်စေကမ္ဘောဒီးယားဘက်ကပြောတဲ့မြင်းပဲဖြစ်စေကမ္ဘောဒီးယားရွာဟာထိုင်းပိုင်နက်ထဲကိုရှင်းရှင်းလင်းလင်းဝင်ရောက်ကျူးကျော်နေတာကိုမြေပုံမှာတွေ့ရတယ်လို့ဆိုပါတယ်